အားလုံးပဲမင်္ဂလာပါရှင်။ဒိုင်းမော်ရီပို့ချန်နေပြီးတော့အားလုံးကိုကြိုဆိုလိုက်ပါတယ်။အခုဖပြမိပါကတော့စာရေးသူလီဆွန်ဟန်ရေးသားထားတဲ့ Holding Hate Loving Him လို့အမည်ရတဲ့စာအုပ်လေးကိုဖပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အားလုံးပဲခန်းစားနှက်ဆင်ပြကြပါအောင်ရှင်။စမိုင်းမနီယာတင်လိုက်တဲ့အပိုင်းကပေါ့နော်တူဝိုင်းအတွက်ကြောင့်မို့နားဆင်သူလေးတွေကအဆင်မပြေဘူးဖြစ်သွားတဲ့အတွက်လည်းတကယ်ကိုတောင်းပန်ပါတယ်ဒီနေ့ပိုင်းလေးကိုတော့တနိုင်တလောက်ကြာလေးပြပြပေးသွားမယ်ပေါ့နော်ပြီးခါကျတော့ညီမလေးတယောက်ကပေါ့နော် comment မှာလာမှတ်ထားတယ်ပေါ့နော်စမိုင်းပြပြနေတဲ့အနောက်မှာပေါ့နော်တီလုံးတန်လေးတန်စင်လေးထည့်ပေးပါလို့ထည့်ပေးရင်ပို့ပြီးတော့2000လို့ကောင်းမယ်ဆိုပြီးတော့မှတ်ထားရပေါ့နော်အဲ့လိုမျိုးကြံပြီးရတဲ့အတွက်တကယ်ကျေးဇူးတင်ပါတယ်ပေါ့နော်အဲ့ဒါကြောင့်မို့စမိုင်းကဒီနေ့ပိုင်းလေးမှာတော့နောက်ခံတီလုံးလေးနဲ့ထည့်ပြီးတော့ပြရပြီးတော့မှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲအဆင်မပြေတစုံတရာရှိတယ်ဆိုရင် comment လေးမှာဝင်ရောက်ပြောပြီးတော့ဝေဖန်ပေးနိုင်ပါတယ်ရှင်အားလုံးပဲခန်းစားနှက်ဆင်ပေးကြပါအောင်ရှင်အပိုင်းကအပြာနုအောင်ချင်းကြီးလေးကိုကျဲသီးများပြည့်အောင်တက်ပြီးနှစ်ဖူးပေါ်ကျနေသောစပင်တို့ကိုဘေးသို့တည်သက်စွာခွဲ၍ဖိလိုက်သည်အယောင်မစိုးပါပဲညညအောင်တန်းနေသောကျွန်တော်စပင်တို့မှာခြားထားလင်လဲတစ်မျိုးကြည့်ကောင်းပြီးဖိတင်ထားလင်လဲတစ်မျိုးကြည့်ကောင်းသည်တို့တော့တက်ကရိုဆိုသောကျောင်းတော်ကြီးတို့ပထမဆုံးသွားရမည်နေမှုကလေးဆန်နေမည်ကိုမလိုလား၍သပင်များကိုတေချာဖိတင်လိုက်သည်ဧကန်ထဲမှကင်မရာတန်တစ်ချက်ကိုကြားနေရသေးသည်အကျင့်မပြောက်သေးသောအိမ်မူတယောက်ကျွန်တော်အိမ်သို့ရောက်သည့်နှင့်ကင်မရာတစ်လုံးနှင့်အလုပ်ချုပ်နေသည်ဤအကျင့်မှာသူဖုံးဆရကလေးကပင်ဖြစ်သည်ကျွန်တော်အိမ်သို့ရောက်သည့်နှင့်တအိမ်လုံးကိုလှည့်ပက်၍ဓပုံချရိုက်လေတော့သည်ဘာဖြစ်လို့ရိုက်တာလဲဟုမေးတော့အမှတ်တရဟုဆိုသည်ကျွန်တော်နေသည့်နေရာကိုမှတ်ထားရှင်လို့ရိုက်သည်ဟုဆိုသည်ကျန်တော်စိတ်ကူးဖြစ်တော်လဲတနာစရာတော့ကောင်းသည်အိမ်မူသည်လဲကျွန်တော်လိုပင်ကိုယ့်အတွက်မဟုတ်တော့သူတယောက်ကိုဘယ်တော့မှမရနိုင်သည့်လူတယောက်ကိုရှင်းနေမိခြင်းပင်ဖြစ်သည်ကျွန်တော်အခန်းလိုက်ကားစားကိုဖယ်ပြီးဧကန်ထဲဝင်လိုက်ချိန်တွင်တော့သူ့အကြည့်များကကျွန်တော်ထံမှမခွာတော့အသက်တောင်ချူရမတူပါကျွန်တော်လည်းတစ်ချက်ရီးမိပြီးချိုးကိတ်ပေါ်ရှိသတင်းစာလိပ်ကိုယူ၍သူ့ကောင်းကိုရိုက်လိုက်သည်ကျွန်တော်ရိုက်လိုက်တော့မှမနာပါပဲသူ့နှစ်ဖူးကိုပုတ်ကားပေါ့သွားသောစပင်တို့ကိုလက်ဖြစ်တက်နေသည်အသက်လေးပါလေးရှူအောင်မတက်သေးသွားအောင်မယ်ရတုအဲ့အင်ဂျင်နဲ့လိုက်တယ်ဒါဆိုဘယ်ဟာနဲ့မလိုက်တာလဲအကုန်လိုက်တယ်နေပါဝေးဝေးကျွန်တော်ထိတ်ရီမိကခေါင်းကိုခါမိသည်အိမ်မူးဆိုသောဤကောင်မလေးသည်ကျွန်တော်စစ်ကြဲဝစ်လင်တောင်ကြည်ကောင်းသည်ဟုပြောမှဖြစ်သည်ကျွန်တော်ခုံတွင်ထိုင်ပြီးလက်ထဲရှိသတင်းစာကိုလှန်လောနေမိသည်ကျောင်းသွားရန်အချိန်တင့်နေပြီဖြစ်တော်လဲကျွန်တော်အသက်နိုင်ဆုံးအချိန်ကိုဆွဲနေမိခြင်းပင်ဖြစ်သည်ထို့ကြောင့်ဖက်လိမရှိသောသတင်းစာကိုပင်ယူဖတ်နေမိသည်သတင်းစာဖတ်နေတော့လဲခေါင်းစည်းသတင်းတောင်ကျွန်တော်အုံနောက်ထဲသို့မရောက်ပါအတွေးထဲတွင်ရှိသည်မှာယမန်နှင့်အတူကျောင်းသွားရမည်ကျောင်းသွားလင်ကားကားကြာကြီးစီးရမည်ဖြစ်တော်လဲယမန်ပါမည်မို့ပျော်နေမိသည်တို့တော့9နာရီခွဲတာတောင်ယမန်ပေါ်မလာသေးရတုသွားမယ်လေဟမ်အိမ်မူကျွန်တော်ကိုခေါ်နေလေပြီရေတော့ရေရသည်ကျွန်တော်တို့3ယောက်လုံးတက်ရမည်ကြောင်းမေဂျာတူသည်အကြောင်းရင်းကယမန်အမှန်တော့ကျွန်တော်တက်ရှင်ဒီကကွန်ပျူတာတက်ကရိုယမန်ကအီးမေဂျာကိုယူသည်ယမန်အီးမေဂျာယူ၍ကျွန်တော်အီးမေဂျာလိုက်ယူသည်ကျွန်တော်အီးမေဂျာယူ၍စီးပွားရေးတက်ရှင်သောအိမ်မူကအီးမေဂျာလိုက်ယူသည်3ယောက်သားကကို့သွေးနဲ့ကိုတော့ဟုတ်နေခဲ့သည်သွားမယ်လေအင်းသွားလေဟာရတုနေ့ကငါလာခေါ်တာလေတူတူသွားအောင်နော်အိမ်မူဤကားနီရဲလေးမှာစီးကျင်စရာကောင်းတော့လဲရမန်မဟုတ်၍ကျွန်တော်စီးလိုက်မည်မဟုတ်ငါဘက်နဲ့ပဲသွားမှာဟာဒီကတကူးတကလာခေါ်တာဆိုလာပါရတုရသွားအောင်နော်သွားပါဟာငါပါသွားပါမယ်အိမ်မူမျက်နှာလေးရှုံးမဲ့သွားပြီးနေရွက်ဖုံးအောင်ကျနေသောချွေအောင်စပင်ခွေလေးလေးကလေးများကိုနေရွက်နောက်သို့တွင်းလိုက်သည်နေရမန့်အောင်စောင့်နေရမလားကျွန်တော်ပါဇက်ကမဖြေပဲပြုံးပြီးခေါင်းတစ်ချက်ညှိပြလိုက်သည်ရမန့်နာမည်ကြားသည်နှင့်ကျွန်တော်ပြုံးမိစမဲဖြစ်သည်ကျွန်တော်ဘာလို့အမြန်ဒီလူသားကိုဒီလောက်တောင်ရှင်းမိသည်မသိသူလာခေါ်မယ်ပြောထားလို့လားမပြောဘူးလေဒါပေမဲ့ तू သွားရင်ဒီလက်ပဲသွားရမှာပဲဟာဟင်ဘာလို့ရင်လာလဲ तू မဒီမှာမရှိတာဘာအိမ်မူနေလာနောက်မနေနဲ့ तू အိမ်ပြောင်းသွားပြီလေသူ့ဦးလေးအိမ်ကနေပြောင်းသွားပြီဘာလုံးဝမျောလင့်မထားတော့စကားကြောင့်ကျွန်တော်ထိုင်နေရမှထားရလိုက်မိသည်ကျွန်တော်ထားရလိုက်တော့အိမ်မူကလိုက်ထသည်ထို့နောက်ကျွန်တော်အိမ်ပြင်ထွက်ရန်ပြင်မိသည်ရတုဘယ်တော့မလို့လဲသူ့အိမ်လား
ကျွန်တော်ဘာဖြစ်နေသည်ကိုသိသောအိမ်မူကကျွန်တော်လက်ကိုဆွဲထားသည်ကျွန်တော်သွားကြည့်ရမည်ရမန်ပြောင်းသွားတာတေချာလားကျွန်တော်တခုံးမှတော့မပြောဘဲဤနေရာကထွက်သွားတာတေချာလားဆိုတာသွားလဲဘာထူးမှလဲ तू မှမရှိတော့တာတေချာလားအိမ်မူ तू ပြောင်းသွားတာတေချာလို့လားငါနင့်ကိုဘယ်တော့လိန်လို့လဲရတုရဲ့မနေ့ကသူ့ပစ္စည်းတွေတင်နေရငါကိုယ်တိုင်တွေ့ခဲ့တာငါတော့သူ့ကိုအိမ်ပြောင်းမလို့လားလို့မေးတာကို तू ပြန်မဖြေလို့တော့ထွက်ခဲ့ရသေးတယ်ငါ तू နင့်ကိုပြောခဲ့တယ်ထင်တာဒီလောက်တောင်ပဲလားယမန်ငါဒီလိုသတင်းကိုတော့ तू များပြောမှသိရမှာလားငါ့ကိုတခုံးမှတော့မပြောဘဲထွက်သွားရလားကျွန်တော်အိမ်မူးရွှေတင်တောင်ဟမ်ဆောင်နိုင်ပဲမျက်ရည်ကဝဲလာသည်ရင်ထဲကလည်းနာလာသည်ယတုငါတော့မယ်ဟာငါနေနဲ့သူသွားချင်တာတော့အမှန်ပဲဒါပေမဲ့နေမကြရင်နောက်နေ့ငါလာမခေါ်တော့ဘူးနော်နေခုလိုမျက်နှာကြီးတော့ဖြစ်မနေနဲ့ဟာညှော်လေးချက်ရရဲ့လေမျက်နှာငယ်လေးနဲ့ပြောနေတော့အိမ်မူးကပဲသနာစရာကောင်းလားကျွန်တော်ကပဲသနာစရာကောင်းလားမသိတော့ပါကျွန်တော်မျက်တောင်ကို5-10ချက်ပုတ်ခတ်လောက်ကဥနေသောမျက်ရည်တို့ကိုဆယ်လိုက်သည်ထို့နောက်လွဲကိုယူလိုက်သည်သွားမယ်ဟူသောစကားကြားသည်နှင့်အိမ်မူးမျက်နှာမှာတိမ်တောက်နေသောကောင်းကင်အယောင်လိုလင်းလက်တောက်ပသွားသည်ပျော်နေ၍လားမသိသူ့ပစံအိတ်နှင့်ကားတော့ကိုယူနေသည့်လက်များမှာပင်တုံရင်တို့တော့ခြံထဲသို့ဆင်းလိုက်သည်နှင့်အိမ်မူးအတွက်နှက်ဆိုးကျွန်တော်အတွက်နှက်ဖျားယမန်ရောက်နေသည်ယမန်ကချန်ပီယံတွင်သူ့ကားကိုမှီ၍ရက်ကနေကအိမ်ထဲသို့လှမ်းကြည့်နေသည်ပြီးကဲဝါသည့်အကျင့်မှမပြောင်းနေရဲနေသောနှုတ်ခမ်းသားတို့မှအယောင်မရောမဖြူမညိုအနေသောအသားရည်မှအယောင်မပြောင်းအနက်ရောင်ချင်းကြီးကိုတထောင်ထိခောက်တင်ထားကဘာမှအဖြူနေကမြင့်မဲ့အထိပါတထားသောယမန်သည်ကျွန်တော်ပုံစံနှင့်ဘာမှမဆိုင်ပဲမော်ရယ်တယောက်လိုကြည်ကောင်းလာသည်ယမန်ကိုတွေးသည်နှင့်ကျွန်တော်ပျော်သွားတော်လဲအိမ်မူးကတော့နှာခေါင်းချိုးလိုက်သည်ကျွန်တော်ချန်ပီယံသို့ထွက်သည်နှင့်ကားနှစ်စီးအလဲတွင်ရောက်နေသည်ဘယ်ကားပေါ်တက်ရမှန်းမသိယမန်နှင့်သွားမည်ဖြစ်တော်လဲအိမ်မူးကိုသွားရန်ပြောပြီးသားဖြစ်နေသည်သို့တော့ယမန်ကျွန်တော်အားအိမ်ပြောင်းသည့်ကိစ္စမပြောသဖြင့်သူ့ကိုအရွက်တိုက်ပြီးဒီနေ့တော့အိမ်မူးနှင့်လိုက်သွားခြင်းသည်သို့တော့ကျွန်တော်ပင်ဘာမှမရွေးချယ်ရသည်အိမ်မူးကအရှိတက်သည်ယတုကငါနဲ့သွားမှာယမန်နှုတ်ခမ်းလှလှလေးများမှမဲ့ပြုံးများဖြစ်သည်ထို့နောက်ကျွန်တော်လက်ကိုလှမ်းဆွဲပြီးသူ့ဘက်ရောက်အောင်ခေါ်လိုက်သည်အိမ်မူနင်ယူသွားပြီလားယတုကငါဟာလေမရဘူးငါလည်းလိုက်မပြောပြီးသွားပြီအခုငါဟာအခုမှနှစ်ယောက်သားကျွန်တော်အားပစ္စည်းလည်းမဟုတ်ပါပဲသူဟာငါဟာလူနေကြသည်ယမန်နင်စောက်ကြည့်မယုံနဲ့တော့ငါငယ်ရအကျင့်မကောင်းတာနင်မသိဘူးလားမရဘူးငါကားနဲ့ပဲသွားမှာနင့်ကအစုပ်ပြက်နဲ့သွားစရာလားငါနဲ့ပဲသွားမှာဘယ်မှဆောက်လို့လဲကောင်းကြီးအိမ်မူစကားလည်းအစုံယမန်ပါစက်မှပီကဲကိုအိမ်မူကားစီခက်ပြေးပြင်းထွေးထုတ်လိုက်သည်အဖြူအောင်ပီကဲလေးသည်ကားနီအောင်ပေါ်တွင်အထင်းသားကက်လို့သွားသည်ထိုအခါအိမ်မူသည်ယမန်ကိုတော်တော်ထွက်နှင့်အော်လိုက်လီတော့သည်မင်းယမန်ဘာလို့လဲအခုဆုတ်သွားပြီညစ်ပတ်နေရဲ့နင့်ကိုင်းနေတော့ယတုကိုခေါ်မသွားစမ်းပါနဲ့ဟာငါပဲခေါ်သွားမယ်နင့်ကိုပါတာဒိုးလိုက်တော့ယမန်ခရွရရဲလိုက်ပြီးသူ့လှုပ်လိုက်သည်ကိုတဘောကျသလိုကြည့်ကာကျွန်တော်ကိုဆွဲခေါ်လာသည်ကားတကားကိုကိုယ်တိုင်ဖွင့်ပေးပြီးကျွန်တော်ကိုဝင်စေသည်ကျွန်တော်ကလည်းမငင်းမိပါသူလွန်ခဲ့ရတော့ကျွန်တော်သူ့ကိုစိတ်ဆိုးနေရတော့သူ့ကိုမငင်းမိပါမင်းအိမ်ပြောင်းသွားရင်ဆိုဟမ်အေးဟုတ်တယ်ဘာလို့ငါ့အောင်ပြောရလဲမင်းကိုလားမင်းဒီကိုကောင်းမဖြေပဲကားကိုအေးဆေးမောင်းနေကပြကဲအဝါမပြတ်တော့ယမန့်ကိုထထူးခြင်းစိတ်ပဲပေါက်တော်သည်ပြောလေကွာကျွန်တော်လေတန်းမှာတော့မှသူ့အကြည့်ကကျွန်တော်စီရောက်လာသည်ပြောရလဲဘာထူးမှလဲအိမ်ပြောင်းသွားလေအရင်လိုပဲလေဘာမှမထူးငါမင်းစီနေရိုင်းလာမှာပဲဟာဤစကားလေးတစ်ခွန်းနဲ့စီစိုးသမျှပြေကကျွန်တော်ပြုံးမိပြန်သည်သူအရင်လိုပဲကျွန်တော်စီနေတိုင်းလာအောင်မြည်တယ်ဒါဆိုသူ့ကိုမပြောင်းလဲပဲအရင်လိုပဲနေတိုင်းတွေ့ရအောင်မှာပေါ့သူကျွန်တော်ရှိရာသူနေတိုင်းလာအောင်မှာပေါ့ကျွန်တော်အတွေးများစွာဖြင့်ပြောရပြန်သည်တကယ်လားမလားအခုတော့မင်းစီရောက်နေရပဲမလားကျွန်တော်ပြောသွားသည်ပြုံးမိသည်ထို့နောက်သူ့လက်ကကျွန်တော်တေသက်စွာဖိတင်ထားသောစပင်ကိုလာဖွာရာကျွန်တော်ခြောင်လိုက်သောကြောင့်စပင်ကိုမဖွာရ၍ကျွန်တော်ပန်းအားဆွဲလိန်သွားလေသည်ယမန်အိမ်ပြောင်းသွားသည်ဟုအိမ်မူပြောသုံးကမိုးမောင်ကျသွားသလိုမလက်ခင်းသည်အခုမှပေါ်လာသလိုနေအောင်များလဲပိုလင်းလာပြီးတိတ်တိုက်များလဲပေါ်လာသလိုပင်တေချာသည်
ယမန်နှင့်အတူရှိနေသောမနက်ခင်းတိုင်းသည်ကျွန်တော်အတွက်အလှဆုံးမနက်ခင်းများသည်တာသို့သောထိုမနက်ခင်းများသည်ကျွန်တော်နှင့်ထိုက်တန်သည်မထင်ပါကန်တရားဤစီမံကိန်းတွင်ကျွန်တော်အားပျော်ရွှင်စေရန်ထည့်ဆွဲထားဟန်မတူအဘယ်ကြောင့်ဆိုသောယခုပဲလှနေသည်ဟုထင်မိသောကျွန်တော်မနက်ခင်းလေးကိုကျွန်တော်နှင့်ယမန်ကြားတွင်ချထားသောယမန်ဖုံးလေးမှအတန်မြည်ပြီးပေါ်လာသောနာမည်ကဖျက်ဆီးလိုက်ခြင်းကြောင့်ဖြစ်သည်ဘေးဖုံးဝင်တွင်ပေါ်လာသောဆလုံးသုံးလုံးကကျွန်တော်မနက်ခင်းကိုရောကျွန်တော်ပျော်ရွှင်မှုကိုပါကျွန်တော်အပြုံးများကိုပါရိုက်ချိုးလိုက်သည်ကျွန်တော်ဒီပျော်ရွှင်မှုကိုခံစားခွင့်ရှိသည့်ကောင်မဟုတ်နာကျင်မှုနှင့်သာထိုက်တန်သူဖြစ်သည်ထင်သည်ကျွန်တော်ယမန်ကိုငေးကြည့်နေမိသည်နာကျင်နေသည်မျက်ရည်များဝဲနေသည်ယမန်ကတော့မြင်ဟန်တူပါအဆက်မပြတ်မြည်နေသောဖုံးတန်သည်ကျွန်တော်ရင်ကိုလာရိုက်ခတ်နေသလိုပင်ယမန်ကိုကြည့်ရင်အသက်ကိုပင်မရဲတရဲချူနေမိသည်ယမန်မျက်လုံးကဖုံးစီသို့တစ်ချက်ရောက်သွားသည်မိသူခေါ်သည်ကိုယမန်သိလိမ့်မည်သို့တော့ယမန်မကင်ပဲရှေ့ကိုကြည့်ကာကားကိုဆက်မောင်းနေသည်ဘသူများပါလဲပေါ်လာသောနာမည်မှာတော့ကျွန်တော်အားအတွင်းများစွာပေးသည်ဒါပေမဲ့ယမန်ဘာကြောင့်မကင်ရသလဲဖုံးကတကောပြီးတကောဝင်နေတာတောင်ယမန်ကားကိုပဲပုံစံမပြတ်ဆက်မောင်းနေသည်ဒါဆိုသူ့အတွက်အရေးမကြီးတဲ့သူလားကျွန်တော်ထင်သလိုမဟုတ်ဘူးလားဒါဆိုကျွန်တော်ယမန်မပြောင်းလဲသေးဘူးလားကျွန်တော်မျှော်လင့်ခွင့်ရှိသေးတာလားယမန်မကင်ဘူးလားအရေးကြီးနေတဲ့ပုံပဲအဆက်မပြတ်ခေါ်နေတာယမန်ကျွန်တော်ကိုကြည့်ပြီးနှုတ်ခမ်းထောက်စွန်လေးအနှဲငယ်ကွေးတက်သွားရုံပြုံးပြသည်ထို့နောက်ခေါင်းခါရင်ပြောသည်အရေးမကြီးပါဘူးထို့နောက်ယမန်ကားကိုပဲစမောင်းနေရင်ကျွန်တော်လည်းကားပြင်ကိုကြည့်နေမိသည်အသွေးများစွာကတော့မပြတ်သည်ယမန်ချစ်သူရှိနေရလားဟုကြောက်စရာအတွေးကိုတွေးမိတော့လဲကိုကောင်မလေးသာဖုံးခေါ်ပြီးဆိုရင်အားရသားနှင့်မကင်စရာအကြောင်းမရှိကျွန်တော်စိတ်ကိုချော့လိုက်သည်မဟုတ်လားယမန်ရှိသူရှိသည်မှာမဟုတ်တော့သေးပါထို့နောက်ကျွန်တော်ထပ်ဖြည့်သွေးလိုက်သည်ကျွန်တော်ကယမန်နဲ့အရင်နှီးဆုံးသူပဲသူသာရှိသူထားမယ်ဆိုကျွန်တော်ကိုအရင်ပြောမှာပေါ့ဟုတ်တယ်ကျွန်တော်ကိုအတိပေးမှာပေါ့အခုတော့မရှိသေးယမန်တွေရှိသူမရှိတော့သေးပါကြောင်ရောက်၍ကားပေါ်ကဆင်းတော့မှယမန်ဖုံးပြန်ကင်သည်အတန်းထဲသွားနှစ်မင်းမတက်ဘူးလားပြီးရင်လာမယ်သွားနှစ်ယမန်ကိုကြောခိုင်းပြီးထွက်သွားတော့ကျွန်တော်ရှည်လက်များလေးလံနေသည်ရင်စုံလဲလေးလံနေသည်နားမလဲပါကျွန်တော်ယမန်ကိုနားမလဲတော့ပါကျောင်းကိုရောက်သည့်အချိန်မှာစတင်ချိန်တစ်ချိန်တောင်ကုန်လောက်ပြီယခုဆိုဒုတိယအချိန်သို့ရောက်နေလောက်ပြီဖြစ်တော့လဲကျွန်တော်လည်းအတန်းနောက်ကျမီဆို၍ခတ်တုတ်တုတ်ပဲခြောက်သွားလိုက်သည်အတန်းထဲသို့ဝင်လိုက်တော့ထုံးစံအတိုင်းခြေစုံခုံတွင်ဘယ်သူမှမထိုင်ခြေစုံခုံအားလုံးလွတ်နေသည်ကျွန်တော်အနောက်တို့မဝင်တော့ပဲထိုခြေစုံခုံတွင်ဒါထိုင်လိုက်သည်ဒုတိယတက်မှတ်ထားသောဤအခန်းတွင်လောလောဆယ်တော့40လောက်သာရှိသေးသည်ဆီယာမကလည်းမရောက်သေးကျွန်တော်ယခုအချိန်တွင်တင်မိစာအုပ်များကိုထုတ်လိုက်ပြီးအနှဲငယ်ကြည့်နေမိသည်ကျောင်းသားများကတော့တဖွဲဖွဲဖြင့်ဝင်လာသည်ကျွန်တော်နာရီကိုကြည့်လိုက်အပြင်ကိုကြည့်လိုက်ဖြင့်ယမန်ကိုစောင့်နေမိသည်ထို့နောက်စာအုပ်ကိုငုတ်ကြည့်နေသောကျွန်တော်မြင်ကွင်းထဲသို့လူရိတ်တစ်ခုတဖြည်းဖြည်းဝင်လာသည်ယမန်လာပြီလားကျွန်တော်မော့ပီမကြည့်ရသေးထိုလူသည်ကျွန်တော်ဘေးတွင်ထိုင်လိုက်သည်ကျွန်တော်သူ့ကိုကြည့်လိုက်မိချိန်တွင်ရုတ်တရက်လန့်သွားပြီးခေါင်းထဲတွင်ပူထူသွားသည်ကဘာလွန်ခဲ့သည့်လပိုင်းကယမန်နှင့်ရန်ဖြစ်ခဲ့သောသူကျွန်တော်သူ့ကိုကြည့်နေမိသောကြောင့်သူ့လွယ်အိတ်ကိုခုံထဲထိုးထည့်ပြီးသည့်နှင့်သူ့ရဲ့ကြီးကကျွန်တော်စီရောက်လာသည်သို့တော့ကျွန်တော်အမျက်အကြည့်လွဲလိုက်သည်ထို့နောက်သူ့လက်ကဘောပင်ကိုအဆက်မပြတ်လှည့်နေသည်ဒီလောက်နေရာတွေအများကြီးရှိတာကျွန်တော်ဘေးမှာမှဘာလို့လက်ထိုင်ရတာလဲသူကျွန်တော်ကိုမှတ်မိနေမလားယမန်ရောက်လာရင်ရောထပ်ပြီးရဖြစ်ကြအောင်မလားသူဒီเจ้าမှာလာတက်တာကိုယမန်ရောသိလားယတုမင်းရယတုမလားသူမှတ်မိသည်သူကျွန်တော်ကိုမှတ်မိနေသည်ကျွန်တော်စကားပြန်ပြောရမှာလန့်တော်လဲကိုကိုလာပြောသည့်သူကိုပြန်မပြောရလောက်အောင်မရိုင်းနိုင်တော့ကြောင်းပြန်ပြောလိုက်သည်ဟုတ်တယ်ကျွန်တော်ကယတုမင်းကိုမှတ်မိလားသူကရှေ့ခုံနဲ့နောက်ခုံကိုသူ့တောင်တစ်ဖက်စီတင်ကားသူ့လက်နှစ်ဖက်ကိုတွဲချိတ်ထားပြီးကျွန်တော်ဘက်သို့လှည့်ကားပြောသည်ကျွန်တော်သူ့ကိုမှတ်မိကြောင်းခေါင်းညှိပြလိုက်သည်ယမန်ရောရမ်းဖြစ်အောင်မလို့လားသူမေးသည်ကိုမဖြေပဲကျွန်တော်ပြန်မေးလိုက်တော့ကြောင်းသူခက်တဲ့ရေရင်ပြောသည်အဲ့ဒါတော့မပြောတတ်သေးဘူးဘာလဲရမ်းဖြစ်ရအောင်လား
ကျွန်တော်ဖြေမလို့ရှိသေးရမန်အတန်းထဲဝင်လာသည်ရမန်မျက်လုံးများကကျွန်တော်ကိုရောကဘာကိုပါကြောကအနောက်သို့ကြည့်နေသည်ထို့နောက်ရမန်ကျွန်တော်ဘေးတွင်ချထားသည့်ကျွန်တော်လွယ်အိတ်ကိုဆွဲယူပြီးနောက်သို့ဝင်သွားသည်စကားတစ်လုံးမှမပြောဘဲသူ့နောက်လိုက်ခဲ့ဟူသောပုံစံကျွန်တော်လည်းစာအုပ်များကောက်သိမ်းကထားလိုက်သည်ကဘာကိုခေါ်လိုက်တော့ရမန်ကိုကြည့်နေသည့်ကဘာမျက်လုံးကကျွန်တော်စီရောက်လာသည်ကဘာမျက်လုံးများသည်တည်ငြိမ်လှသည်ရမန်ဖြစ်ပါနဲ့ရန်ဖြစ်တာမကောင်းကျွန်တော်ထိုစကားတစ်ခွန်းပြောပြီးထွက်လာခဲ့သည်ရမန်နှင့်နေရိုင်းကျောင်းတွင်တွေ့ကြရပြီဖြစ်သောကြောင့်နေရိုင်းသာရန်ဖြစ်နေကြလင်မလွယ်ကဘာနှင့်တန်းထဲတက်ရသောတိုက်ဆိုင်မှုသည်ရမန်အတွက်ပူစရာတစ်ခုတိုးလာသည်စတင်ချိန်အားလုံးပြီးချိန်တွင်ကားရှိရာသို့ပြန်လာသောကျွန်တော်တို့ကားအနီးတွင်ပင်အိမ်မူကိုလှမ်းတွေ့ရသည်အိမ်မူသူ့ကားဘိန်းကိုခြေထောက်နှင့်ပစ်ကန်နေသည်ကားဘိန်းလေးဘိန်းလုံးပြားနေသည်လေတစ်စမ်းမှမရှိရမန်ကိုကျွန်တော်ကြည့်လိုက်တော့အိမ်မူကိုကြည့်ပြီးပြုံးစီစီနေရမန်တော်လုံးသည်ဤနာရီပိုင်းလောက်တွင်တောင်အိမ်မူကိုဒုက္ခပေးလိုက်သေးသည်ဝင်လေရမန်ကားတကားကိုဖွင့်ပေးတော့ကျွန်တော်ဝင်ထိုင်လိုက်သည်အိမ်မူကျွန်တော်တို့ကားစီပြေးလာသည်ဟဲ့ငါလည်းလိုက်မယ်အိမ်မူပြောသည်ကိုရမန်မကြားသလိုနှင့်ကားထဲဝင်ထိုင်လိုက်သည်ငါပြောနေရလေရတုပြောပြအောင်ငါကားလေးမရှိတော့လို့ရမန်ဆက်ကိုနှိုးလိုက်သည်ရမန်ကျွန်တော်စကားပင်မစားရသေးရမက်အိတ်ထဲမှာပစံ4-5ရွက်ထုတ်ကာအိမ်မူးထံပြစ်ပောက်ဝေးလိုက်သည်ငါကားနေတော့မခေါ်နိုင်ဘူးတက်စီစီသွားပြောပြီးသည်နှင့်ရမန်ကားကိုမောင်းထွက်လာခဲ့သည်အိမ်မူးကတော့ဆွဆွခုံအောင်ဒေါရထွက်ပြီးကြံခဲ့သည်ရမန်ကလေးတွေလည်းမဟုတ်တော့ဘူးသူ့ကိုဘာလို့ဒုက္ခပေးနေသေးရလဲမင်းကကက်နေတာကိုဘာဖြစ်တယ်ဟမ်မဟုတ်ဘူးလားငါပြောတာသူကအကောင်းတိုင်းရှိနေမင်းကိုလိုက်ပို့မယ်ဆိုပြီးဖြစ်နေအောင်မယ်လေသူမင်းနဲ့ဘယ်တော့မှမသွားနိုင်စေရဘူးဒါဆိုသူလိုက်ပို့မှာဆိုလို့မင်းငါ့ကိုလိုက်ပို့တာလားငါနဲ့တကယ်သွားချင်လို့မဟုတ်ဘူးလားဟာဘာပြောနေရလဲငါကိုယ်တိုင်မင်းနဲ့သူတို့သွားချင်လို့ပေါ့ဒါလေးအောင်မသိဘူးလားယူရဲ့သူဒီလိုပြောတော့လဲကျွန်တော်ပြောရပြန်သည်ထို့နောက်သူနှင့်ကျွန်တော်အတူဖြတ်တန်းခဲ့သောငယ်ပွားနေတိုင်းကျောင်းသို့စပိန်စီပြီးသွားခဲ့သောနေ့ရက်လေးများကိုပြန်မြင်အောင်မိသည်ထိုစပိန်လေးကိုလွမ်းမိသည်အမြဲလိုခါကိုတိုင်းဖက်ထားသောရမက်လက်နွေးနွေးကိုလည်းလွမ်းမိသည်ကျွန်တော်ရမက်ကိုမနက်ကလိုပဲထက်ငေးကြည့်မိသည်မနက်ကတော့ဝမ်းနေပြီးမျက်ရည်ဝဲကကြည့်ခဲ့ရတော့လဲယခုတော့အနှဲငယ်ပျော်ရွှင်ရသည်အခုလေးတင်သူကျွန်တော်နဲ့အတူရှိနေရှင်သည်ဟုပြောလိုက်သည်မလားတနေ့တည်းတွင်ဝမ်းနေအောင်လှုပ်လိုက်ပျော်အောင်လှုပ်လိုက်လုံနေသောရမန်သည်ကျွန်တော်အတွက်နတ်ဖျားလားနတ်ဆိုးလားဆိုတာကိုတော့မသိတော့ပါထို့နောက်ဖုံးကဝင်လာပြန်သည်ကံကောင်း၍မနက်ကလိုမဟုတ်ပဲရမက်အဖေဤဖုံးဖြစ်နေသည်ပြောတယ်ဒီကျွန်တော်မအားဘူးအဲ့ဒီအချိန်တခြားလူကိုခေါ်သွားလို့မရဘူးလားပြီးရောဒါဆိုလဲလာခဲ့မယ်ဖုံးချပြီးတော့ရမန်တောက်တစ်ချက်ခောက်လိုက်သည်အလိုမကြောက်မှုများမှာသူ့မျက်နှာတွင်အထင်းသားပေါ်လျက်ရှိသည်ဘာဖြစ်လို့လဲမနှက်ပြန်မန်းလေးသွားရမယ်ဟမ်ကြာမလားမကြောက်ဘူးချက်ချင်းပြန်လာမှာဒါပေမဲ့တကယ်ပြဿနာပဲကွာမနှက်ပြန်ဒီမှာလှုပ်ရှားရှိသေးတယ်အချိန်တိုက်နေတာမမီတော့ဘူးဘာလို့မလို့လဲရမန်တက်ပြင်းချလိုက်သည်ကောင်းအချိန်မြင့်မောင်းလိုက်သည်ဒေါရထွက်နေပုံပေါက်သည်ပြောလေငါကူညီရမလားရမန်မျက်နှာအပြုံးပွင့်လို့အယောင်လက်သွားသည်ရတယ်ကူညီမလားကျွန်တော်ခေါင်းညှိပြလိုက်သည်ကျွန်တော်ဆိုသည်ကရမန်အတွက်ဆိုဘာမဆိုလုပ်ဖို့အသင့်ရှိနေသူဖြစ်သည်ရမန်ကျွန်တော်အားလိပ်စာကက်လေးတစ်ခုပေးသည်မနက်ဖြန်ညနေ3 နာရီဒီလိပ်စာစီသွားပြီးပစ္စည်းတစ်ခုယူခဲ့ငါဖုန်းဆက်ပေးထားမယ်မင်းယူရမယ့်အကြောင်းအရေးကြီးလို့တခြားလူမခိုင်းတာရတယ်ငါသွားယူပေးမယ်ပစ္စည်းရရင်ညနေ6 နာရီစိတ်နဲ့ဆိုပြီးလာခဲ့အဲ့ဒီချိန်ငါပြန်ရောက်ပြီးအိမ်မှာရှိမယ်ထို့နောက်ရမက်မျက်လုံးထဲတွင်အတွင်းများနေသည်ကိုကျွန်တော်တွေ့ရသည်ရမန်ဘာတွေမျက်လုံးနေပါလေနောက်တနေ့ရောက်တော့ကျွန်တော်ရမက်အတွက်ပစ္စည်းသွားယူရန်ရှိနေသေးသောကြောင့်ကျောင်းချိန်ကိုတော့အပြစ်မတက်နိုင်ပဲစောပြန်ကထိုအိမ်သို့သွားလိုက်သည်ဗက်စီးလို့ရသောနေရာမဟုတ်၍တက်စီစီးသွားရသောကြောင့်စူသားသမျှလေးတွေတော့ကုန်လေပြီသို့တော့ရမက်အတွက်ကုန်သည်ဖြစ်၍အကုန်ကုန်သွားလဲကျွန်တော်ကျင်နေသည်ခြံဝါသို့ရောက်သောအခါဂျွယ်လရီဆိုင်တစ်ခု၏လိုဂိုကိုတွေ့ရသည်အတော်ကျဲသောခြံ၏နှင့်ခန်းတော်ထွေဝါသောတိုက်ကြီးတစ်လုံးလူခေါ်ဘဲကိုနှိပ်လိုက်သည်နှင့် security တယောက်ထွက်လာသည်ကျွန်တော်ရတုပါကျွန်တော်လာမည့်အကြောင်းနှင့်အချိန်ကိုပါတိတိကျကျပြောထား၍လားမသိဘာမှမမေးပဲတကားဖွင့်ပေးသည်ထို့နောက်ကျွန်တော်ထိုအိမ်ဧကန်တွင်ထိုင်ဆောင်နေရသည်အိမ်သားတယောက်မှမတွေ့ရပဲအလုတ်သမားများသာတွေ့ရသည်
အိမ်တော်ထိန်းနေသူသောလူတစ်ယောက်ကကျွန်တော်ကိုခဏဆောက်ရန်ပြောပြီးသည်နှင့်ပျောက်သွားသည်နိုင်ကိုကြည့်လိုက်တော့9နာရီထိုးလေပြီ3နာရီယူရမည်ပစ္စည်းက9နာရီထိုးနေပြီရောက်မလာသေးရမန့်စီသွားရမည်က6နာရီအခုရလင်းတောင်အသေးအတန်ပြရတော့မည်ကျောင်းမဒီကိုလာတာနောက်ကျမီဆို၍နေ့လည်စာကိုလည်းတိချာမစားခဲ့ပဲပါမုတ်တလုံးသာစားခဲ့သောကြောင့်ဘိုက်ကလည်းစားလာသည်သို့တော့စာနေရှင်းတဲ့နောက်ကျမီကိုပူနေမိသည်မနေ့ကရမက်ပုံစံကအရေးကြီးဟန်သူသည်ကျွန်တော်နောက်ကျလို့မဖြစ်ထို့နောက်ပစ္စည်းကိုရသည်နှင့်ကျွန်တော်ရမက်စီပြရတော့သည်ကြီးကြီးမားမားပစ္စည်းမဟုတ်ပဲမကြီးမသေးနှင့်တေတနာဘသောစက်ကူအိတ်လေးနှင့်ထည့်ထားသောပစ္စည်းဘာမှန်းတော့မသိရထွေအနီးတွင်ဘာတစီမှမရှိ၍ရှိသည့်နေရာရအောင်ပြေးရသေးသည်အတော်လေးပြေးပြီးမှလမ်းမကြီးသို့ရောက်လာသည်6နာရီထိုးရန်အနှဲငယ်သာလိုတော့သည်တစီများအလုံးကလည်းလူပါသည်ရှိတာဖြစ်သည်နောက်ဆုံးမတက်နိုင်သည့်အစုံကျွန်တော်လူပါရတစီကိုပင်တောင်းပန်ကလိုက်လာရသည်မဟုတ်လင်ရောက်တော့မည်မဟုတ်နောက်ကျလိမ့်မည်ကျွန်တော်ရောက်သည်နှင့်ပန်းချန်ထဲသို့ပြေးဝင်သွားလိုက်သည်ရမန်ပြောသောဆိုင်သို့ပြေးရသည်6နာရီကတော့ကြော်နေပြီထိုဆိုင်အနီးသို့ရောက်သောအခါဆိုင်ကတာမန်နှင့်မတူဘဲအတော်အလှဆင်ထားသည်ကိုတွေ့ရသည်လှပသောမီးအိမ်လေးများတစ်ပင်များအလုံးတွေလည်းတလက်လက်တောက်ပနေသောမီးကြိုးလေးများနှင်းစီအောင်ဆုံးထိုးထားသည့်ပန်းအိုးများပြီးနောက်တဆိုင်လုံးတွင်လူရှင်းနေသည်စားတုံးသူတယောက်မှမရှိတစုံတဦးကတဆိုင်လုံးငှားထားသည့်ပုံဖြစ်သည်ယတုကျွန်တော်လှည့်ကြည့်လိုက်တော့ရမန်မဟုတ်ပဲပြေဆုံးမင်းကလည်းနောက်ကျလိုက်တာငါနောက်ကျတာမဟုတ်ဘူးဟိုကနောက်ကျတာပြည်စုံကပြောဆူဆူနှင့်ကျွန်တော်လက်ထဲကပစ္စည်းကိုယူလိုက်ပြီးဖွင့်ကြည့်လိုက်သည်အထဲတွင်လက်စွပ်ဘူးလေးနှင့်စင်သူလက်စွပ်နှစ်ကွင်းလက်ရကောင်းလာသောလက်စွပ်နှင့်အရွယ်အသွေးကောင်းကောင်းစိန်ကိုမြုပ်ထားသည်မှာလှသည်ထက်ပိုသည်။မရမန်းအချိန်ဆွဲထားရတယ်။ဘာလို့လဲ။ကျွန်တော်သိချင်လို့မေးလိုက်တော့လဲပြည်စုံကလက်စွပ်ကိုသာတိချာကြည့်နေပြီးဆိုင်နှင့်နီးရသို့ခြောက်သွားသည်။ကျွန်တော်လည်းသူ့နောက်လိုက်ခြောက်သွားပြီးသူပြန်ပြေးမိကိုစောက်ရင်းရမန်းကိုချနေမိသည်။ထို့နောက်ဝေတာလေးတယောက်ပြေးထွက်လာရာပြည်စုံကလက်စွပ်ကိုဝေတာလေးလက်ထဲထည့်လိုက်သည်။ကျွန်တော်ဘာမှမသိပဲလိုက်တာကြည့်နေမိသည်။ထို့နောက်တွင်တော့တွေ့လိုက်ရသည့်မြင်ကွင်းကြောင့်မောလာတမျှအမောဆိုးရုံသာမကရထားသောရှင်များပင်မခိုင်တော့ပဲလဲကျလူနီနီဖြစ်သောကြောင့်ဘေးရှိပန်းယုံကိုကိုင်ကမလဲအောင်ရထားရသည်ဆိုင်၏အလဲတွင်ကောင်မလေးတယောက်နှင့်ထိုင်နေသောယမန်မကြီးမသေးစပွဲခုံလေးမိအောင်ဖြော့ဖြော့မိဆိုင်များမှာခက်မိန်မိန်ဖျောင်းတိုင်မီလေးများလှပလှသောထိုမြင်ကွင်းကကျွန်တော်ရင်ကိုထိုးခွဲသည်ထို့နောက်ဆောနာကဝိတာလေးကဝိုင်ခွက်တဲ့ဝိုင်မြတ်ထက်ထက်ပြီးလက်စွပ်နှစ်ကွင်းကရမက်စီရောက်သွားသည်ကိုကျွန်တော်မြင်လိုက်ရသည်ကျွန်တော်ခြေလက်များတလန်းမှရှစ်ဆက်မတိုးပဲထိုမောင်ရိပ်ထဲတွင်သာရနေမိသည်မျက်ရည်ကတစက်စီကြရင်မှအဆက်မပြတ်စီးကြလာသည်အသွေးများအားလုံးရတန့်သွားပြီးထိုမြေကွင်းကိုကြည့်နေမိသည်ထို့နောက်ရမန်စကားပြောနေရင်ရေမောမောထလာကထိုကောင်မလေးဘေးသို့ရောက်ပြီးထိုကောင်မလေးလက်သို့လက်စွပ်တကွင်းဆွပေးလိုက်သည်ကျွန်တော်မျက်ရည်များထက်ကြလာသည်ကျွန်တော်ဆက်ကြည့်နိုင်စွမ်းမရှိတော့ကြောင့်ပြေးထွက်လာခဲ့သည်ဘယ်ကိုဥတီမှမသိပြေးထွက်လာခဲ့သည်လူများလမ်းများမိတိုင်များဘာမှကိုတဲတဲကွဲမမြင်ရလောက်အောင်မျက်ရည်များကဖုံးထားသည်တစစ်စစ်နာနေသောရင်ကိုလက်ဖြင့်စုပ်ကိုင်ထားသည်အသက်ရှူရတာတောင်ခက်ခဲလာသည်ထိုမြင်ကွင်းကိုမျက်လုံးထဲကမထွက်တနေကုန်ဒုက္ခခံလာရတာဒါကိုကြည့်ရဖို့အတွက်လားယမန်အတွက်ဘာမဆိုလုပ်ရမည်ဆိုရင်လုပ်လိုက်သည့်အရာကဒီလိုဖြစ်မျိုးလားမိုးကရွာလာသည်ဝမ်းနည်းစရာကောင်းသောနေ့များတွင်ဘာကြောင့်မိုးရွာရသည်လဲထို့နောက်လူမရှိသောနေရာတွင်မိုးရွာထဲတွင်မျက်ရည်များနှင့်အတူကျွန်တော်ထိုင်နေမိသည်ပိုင်းချောင်းကျွန်တော်အိမ်သို့ပြန်လာနေသည်သို့တော့ဘယ်အချိန်မှမသိတကိုယ်လုံးဆိုးချွဲနေပြီးချဲနေတော့လဲရင်ထဲကတော့ပူလောင်နေသည်နိုင်ကိုတစ်ချက်ကြည့်မိတော့တနားထိုးလေပြီမိုးကတိတ်သွားပြီးလင်းအေးသာကြံခဲ့သည်တလန်းစီချောင်းနေရင်အိမ်နီးသို့ရောက်တော့ခြံရှိတွင်မျောလင့်မထားသည်ကိုတွေ့လိုက်ရသည်ယမန်ကားဒီနေ့တရက်ထဲသာစီးရသေးတော့လဲယမန်ကားကိုကျွန်တော်မှတ်မိသည်ဒီချိန်ကြီးယမန်အိမ်ပြန်သေးတာလားကျွန်တော်အိမ်မှာဘာလာလုပ်နေရလဲတလန်းလုံးလေးလံလာတော့ကျွန်တော်ခြေလမ်းများတွတ်သွားရသည်ခြံထဲတို့အမြန်ပြေးဝင်သွားမိသည်ခြံထဲတွင်လမ်းချောင်းနေသောယမန်အိမ်ရှိလူများအလုံးအိတ်နေကြပြီးခြံထဲရှိမီးလုံးသေးသေးလေးသာထွန်းထားသည်ကျွန်တော်ကိုတွေ့တော့ယမန်ကျွန်တော်စီပြေးလာသည်သူ့မျက်လုံးတွင်
ထွက်နေကြဒေါသများမဟုတ်ပဲစိုးရိမ်မှုတို့ကိုတွေ့ရသည်ယမန်သည်ကျွန်တော်အတွက်စိုးရိမ်သက်သေးသည်လားဒီချိန်ထိဘယ်တွားနေရလဲငါဘလောက်စိတ်ပူနေလဲမင်းသိလားကျွန်တော်လက်မောင်းကိုကင်လောက်ကမင်းနေသောယမန်ကိုဘလို့ပြန်ဖြစ်ရမလဲကျွန်တော်မသိမင်းဒီမှာဘာလုပ်နေရလဲဒီကိုဘလို့လုပ်ညနေကမင်းကိုအိမ်ပြန်ပို့ပေးဖို့လိုက်ရှာတာမင်းမရှိဘူးလေအဲ့ဒါနဲ့အိမ်လိုက်လာတာပြောဘာလို့ဒီချိန်မှပြန်လာရလဲဘယ်သွားနေရလဲဟမ်ကျွန်တော်နားကြမြန်းမှားသည်လားယမန်ကျွန်တော်ကိုအိမ်ပြန်ပို့ဖို့လိုက်ချသည်တဲ့လားဒီလိုပဲဘာလို့ဒီလိုပဲလဲထင်းပါဘူးလားရေလဲစိုးနေရဟုတ်တယ်မိုးရမယ်မထင်လို့ကျွန်တော်ပြောရင်အိမ်ပေါ်တက်လာခဲ့သည်အခန်းထဲရောက်ပြီးတပတ်တစ်ထည်ယူကာခေါင်းကိုတုံနေတော့ယမန်လဲလိုက်ဝင်လာသည်ထို့နောက်အခန်းထဲရှိကျွန်တော်တက်သားဘီလိုထဲမှာအင်ဂျီတစ်ထည်နေပစိုးတစ်ထည်သူထုတ်သည်အနွေးထည်ရောဗမာလဲရှိတယ်အဲ့ထဲမှာပဲထို့နောက်ယမန်အဝတ်စားများကိုကျွန်တော်လက်ထဲထိုးထည့်သွားပြီးအိမ်ရှိပြန်ထွက်သွားသည်သူပေးသောအဝတ်စားများကိုပဲကျွန်တော်ဝတ်လိုက်ပြီးခေါင်းကိုစတုပ်နေမိသည်သူပြန်ဝင်လာတော့ရေတစ်ခွက်နှင့်ဆေးပါလာသည်ဒီအိမ်မှာဆေးရဒါပဲရှိရလားကျွန်တော်ခေါင်းညှိပြလိုက်သည်အနွေးထည်ဝတ်လေကွာသူကျွန်တော်လက်ထဲဆေးမထည့်ပေးပြီးဘေးတင်ချထားသောဆွဲတာကိုကောက်ကင်လိုက်သည်လက်မြောက်လေရတယ်ပေးငါဘာသာဝတ်မယ်ကျွန်တော်ဆွဲတာကိုလှမ်းယူတော့လဲသူမပေးပြဆိုမြောက်ထို့နောက်သူကျွန်တော်ကိုအင်ဂျီဝတ်ပေးပြီးစပင်များကိုကင်ကြည့်သည်စပင်တွေဆိုနေသေးတယ်ထို့နောက်သူ့လက်များကကျွန်တော်ဘားပြင်အနှံ့ကိုလိုက်ဆန်းသည်ဖျားထွက်ရင်ဒုက္ခပဲရတုကလေးလည်းမဟုတ်ဘူးကွာဘာလို့ဂယုမဆိုင်ရရလဲနောက်တစ်ခါမုန်းမိစေနဲ့ထို့နောက်ကျွန်တော်ရေဆိုနေသောခေါင်းကိုချအောင်ဆက်တုပ်နေစဉ်သူယူလာသောရင်နွေးခွက်ကိုမပူတော့အောင်မှုတ်ပေးသေးသည်ယော့ထို့နောက်ကျွန်တော်စိတ်တောက်နေစဉ်သူပြောလိုက်သောစကားကြောင့်ရေပင်တီးသွားရသည်ငါမပြန်တော့ဘူးဒီညဒီမှာအိတ်မယ်ဟင်နှင်ထုတ်ဝင်ကြံနဲ့ငါအန်ဒီကိုပြောပြီးသွားပြီထို့နောက်သူကျွန်တော်စပင်များကိုဖွာလိုက်ပြီးအိယာကိုတူကိုယ်တိုင်ခင်းနေသည်ခေါင်းအပိုးစောင်းပိုးများပါရှိပုံထောက်တော့သူကျွန်တော်အတော်ကိုပြောထားပုံရသည်ဒီနေ့ညတော့သူသားစကားကိုတရက်ဆက်ပြောနေတော့လဲကျွန်တော်ဘာမှမပြောချင်စိတ်လည်းမရှိ၍သူပြောသမျှကိုတခွန်းစနှစ်ခွန်းစသာပြန်ဖြေလိုက်သည်ထို့နောက်တနေ့ကုန်လူရောစိတ်ပါပင်ပန်းလာတာကြောင့်စေးချိန်ကြောင့်ပါလူကအိတ်ရှင်လာသည်ကျွန်တော်ယနေ့ညတော့သူ့မျက်နှာကိုပင်ကြည့်ရှင်စိတ်မရှိတော့ကြောင့်နေရန်ဘက်တို့မျက်နှာမူပြီးအိတ်လိုက်သည်တို့တော့ဘယ်တော့မှတားမရသည့်သူ့လက်များကအနောက်မှလာတိုင်းဖက်လာသည်ဒါလေကျွန်တော်ဘာမှမပြောဘဲအိတ်ရန်စူးစားသည်တို့တော့တိကျင်နေသောထိုရာကကျွန်တော်ကိုအိတ်မရအောင်လုပ်နေသည်ယမန်ညနေကကျွန်တော်မင်းရန်လုပ်ပြီးမှမလို့ကျင်သောအဖြစ်ထွက်လာမှာကိုကြောက်မိသောကြောင့်ထိတ်လန့်ကရင်ထဲတွင်ထိမရအောင်တုံးခုန်နေသည်ညနေကဘာဖြစ်လဲပြောလေဘာမှမဟုတ်တော့ဘူးဒါနဲ့ညနေကဘာလို့ပြန်သွားရလဲဟမ်မင်းကငါအမြဲပြန်လိုက်ပို့နေကြလေဘာလို့ဒီတိုင်းပြန်သွားရလဲကျွန်တော်သူ့ဟာကြောပေးပြီးအိတ်နေဒီမှာအတော်ကန်ကောင်းသွားသည်ဟုထင်သည်ကျွန်တော်စကားပြောရင်ပင်တတိမရှိတော့ပေသို့တော့အတက်နိုင်ဆုံးအတင်းပြီးပြောလိုက်သည်မင်းနောက်ချက်ဖြစ်မှာဆိုလို့ဟမ်ဘာလို့လဲယမန်ကပြောနေရင်အနှဲငယ်ထားလိုက်ကသူ့မေးစေ့ကိုကျွန်တော်လက်မောင်းပေါ်တင်လိုက်ပြီးကျွန်တော်ကိုကြည့်သည်မင်းရဲ့ကောင်မလေးလေမင်းသူနဲ့ရှိနေတော့ငါရှိနေမင်းတို့အနှောက်ချက်ဖြစ်မှာဆိုလို့ဘာငါကောင်မလေးဟုတ်လားဟုတ်တယ်လေညနေကအဲ့ဒါမင်းကောင်မလေးမဟုတ်ဘူးလားယမန်ပြန်လဲအိတ်နေကသူ့ကောင်းအောက်ကိုလက်နှစ်ဖက်ခုထားပြီးရဲနေသည်ယတုမင်းရရရတယ်ကွာနေစမ်းပါအောင်ငါမိန်းကလေးတယောက်နဲ့ရှိနေတဲ့ပုံပေါက်လို့လားထင်မထားမိတော့သူစကားကြောင့်ကျွန်တော်သူ့ဘက်လှည့်လိုက်မိသည်ဘာညနေကမင်းသူ့ကို propose လုပ်နေရမဟုတ်ဘူးလားဟုတ်တယ်လေအဲ့ဒါနဲ့ပဲငါရီးစားဖြစ်ရောလားဒါဆိုပါလေပြောရမှာတော့နည်းနည်းချုပ်တယ်ရီးစားတော့ရီးစားဒါပေမဲ့မကြခင်ပြတ်မဲ့ရီးစားဘာအဲ့ကောင်မလေးကိုကဘာနဲ့ပြိုင်ပြီးလိုက်တာလေဘာလုံးဝထင်မထားမိတော့စကားများခံစားရတာတော့မတန်ကျွန်တော်တညလုံးဖြစ်ပျက်ခဲ့သမျှပြန်တွေးကဘာအိုဒရထွက်လို့ထွက်ရမှန်းမသိအသက်ရှူများပင်မြန်လာသည်ယမန်မင်းငါ့ကိုယူအောင်လုပ်နေရပဲကျွန်တော်နိုးလာတော့အတော်စောနေသေးသည်ယမန်မနိုးသေးမနေ့ကအဖြစ်ပြက်များကိုအိမ်မက်လားဟူတော့ကျွန်တော်ထင်မိသည်ဘာပဲဖြစ်ဖြစ်ယမန်ဘေးတွင်ဘယ်သူမှမရှိသေးယမန်ရေခွင်ထဲတွင်ကျွန်တော်မရှိတော့တခြားလူရှိမနေခြင်းကိုပင်တိတ်တခိုးကျင်နေမိသည်
ထို့နောက်မနက်စာကိုဆိုင်တဆိုင်တွင်တွက်စားသည်ကျွန်တော်ဗားစိတ်တက်ဒီကိုလည်းရမန်မမေရင်ငှဲ့ပေးတာကအစတစ်ရှူးယူပေးတာအစုံဂယုဆိုင်နေသောရမန်ကိုကျွန်တော်နောက်တစ်ကြိမ်မကြချုံးပဲဘယ်လိုနေနိုင်မှာလဲမှန်သည်အမှတ်မရှိဘူးပဲပြောမိုက်မဲလွန်းသည်ပဲပြောကျွန်တော်ရမန်ကိုချစ်နေမိတုံးပဲဖြစ်သည်တနေ့ကလေးတောင်မိုးမရအောင်ရှစ်မိနေတုံးပဲဖြစ်သည်ခမန်းမရသောသူ့အပြုအမူများကိုကျွန်တော်အကြိမ်ကြိမ်နားကျင်စရာတောင်ကျွန်တော်ချစ်သောသူမှာဤလူသားယမန်သားဖြစ်သည်သို့သောတရားစဉ်းစားကြည့်လင်ယမန်သည်ငကိုကလေးကအေးဆက်ပြီးအကျဉ်းသားတရားမဲ့တော်သူမျိုးသူထံမှနှွေးထွေးမှုများဂရုစိုက်မှုများကိုရတော်သူမှာကျွန်တော်တဝူးထဲတာဖြစ်သည်သို့သောဆိုးရွားသည်ကယမန်သည်သူပေးသောကျင်နာမှုများနှင့်မမျှအောင်နာကျင်စရာများပေးတတ်သည်တစ်ချိန်ပြောအောင်လုပ်ပေးပြီးချက်ချင်းငိုရသည်သို့သောကျွန်တော်တော်ပါပြီကျွန်တော်ဆက်မသွေးတင်တော့ပါဆက်သွေးလဲကျွန်တော်ပဲနာကျင်ရအောင်မည်ဖြစ်သည်အဆက်မပြတ်မြည်နေသောဖုန်းကိုယမန်မကိုင်ဖုန်းခေါ်နေသောလူတော်လက်ညောင်းလောက်ပြီးယမန်မကိုင်ဟိုမိန်ကလေးဖုန်းဖြစ်၍ကျွန်တော်လည်းဘာမှဝေမပြောတော့ကိုင်ဟုလည်းမပြောဘာမှကိုမပြောကျောင်းသို့ရောက်မှကားကိုပါကင်ထိုးပြီးသူ့ဖုန်းကိုကိုင်သည်โอเคကိုလာခဲ့မယ်ထို့နောက်သူ့ကားခုံနောက်မီနှင့်ခေါင်းကိုစောင့်နေသည်ဟိုကောင်အောင်နိုင်ချင်လို့လက်လုံနေရတာမိမတွေတော်ဆောက်လို့ချုပ်တာပဲအချိန်ပြည့်ဖုန်းခေါ်နေရနဲ့ဟိုသွားချင်းဒီသွားချင်းရတာနဲ့ကောင်းတယ်ဘာကောင်းတာလဲမင်းပဲသွားစားတာကိုကျွန်တော်ထိုကဲသူ့ပြောလိုက်တော့အခါသူကကျွန်တော်မျက်နှာကိုသူ့လက်သီးနဲ့မနာအောင်ခက်ဖွားဖွားလှမ်းထုသေးသည်ထို့နောက်ကျွန်တော်ကားထဲမှထွက်လိုက်ပြီးသူ့ကိုနှုတ်ဆက်လိုက်သည်အတန်းတက်အောင်မလားတက်မယ်မတက်ဖြစ်ရင်တော့မင်းကိုလာပြန်ကြိုမယ်သူကားမထွက်ရသည်ကိုကျွန်တော်ကြည့်ရင်အမျိုးစုံခံစားနေရသည်ခံစားမှုများကိုဝေခွဲမရမင်းကိုချစ်ရတာတော်တော်ရင်မောရတာပဲယမန်ထို့နောက်အတန်းရှိရာသို့6လစဉ်ကဘာနှင့်တက်တိုးသည်ကဘာတယောက်တည်းမဟုတ်သူ့ဘေးတွင်ကောင်လေးတယောက်ပါသည်နှစ်ယောက်သားလက်ကိုတွဲထားသည်ကောင်လေးမှာကျွန်တော်ထက်အကောင်သေးပြီးဖြူသွဲလေးဖြစ်သည်ထို့နောက်ထိုကောင်လေးကကဘာလက်မောင်းကိုချိတ်ကတိတိတသားနှင့်ပြောနေသည်နှစ်ယောက်သားရှိသူတွေဆိုတာပြောစရာမလိုအောင်တိတာလှသည်ကဘာကိုတွေးတော့ကဘာကပြုံးပြ၍ကျွန်တော်လည်းအနှဲငယ်ပြုံးပြလိုက်သည်တယောက်ထဲလားယမန်မပါဘူးလားသူနောက်မှလာမှာဘာတူတူရှိတယ်ဟုတ်လားဖုံပြောရင်អော်လိုက်တော့ကဘာဘေးမှာထိုကောင်လေးအတန်ဖြစ်သည်ကိုကြီးကျွန်တော်ပြေးပြီပြီးရင်ကန်တင်းမှာတွေ့မယ်နော်တူတူရှိသည်နှင့်တချိုးတည်းပြေးသွားတော့ထိုကောင်လေးကိုကြည့်ကဘာရင်နေသည်အဲ့ဒါကုကောင်လေးလေ तू ကတခြားမိကြဟုတ်ကျွန်တော်ခေါင်းထဲအတွေးဆိုင်များထုတ်ဝင်လာသည်ယောက်ျားလေးတယောက်တွင်ဤကဲ့သို့ယောက်ျားလေးချင်းတွဲရတဲ့တတိမျိုးလူရှိသူရှိတွင်ပေါ်တင်တွဲရသောတတိမျိုးရှိနိုင်သည်လားတို့ပေမဲ့အရင်ရက်ကတင်ယမန်နှင့်မိန်းကလေးတယောက်ကိုပြန်လိုက်နေသည်မလားဘာလို့ဒီလောက်တောင်မြင်ရတာလဲကျွန်တော်တို့အတန်းရှိရာသို့6လာရင်ကျွန်တော်မေးချင်သည်များကိုထိမရကဘာသူနဲ့တွေ့ရကြပြီလားသူနဲ့လားတလားတော့ရှိပြီထင်တယ်ဒါဆိုဟိုတယောက်ကရောဘာတူလဲယမန်နဲ့ပြန်လိုက်တဲ့တယောက်တူလားသူ့ကိုကလက်ယုံပဲလိုက်တာလေတွဲမှမတွဲတာဒီတစ်ခါယမန်နိုင်သွားတယ်ကဘာတော်တော်လေးပေါ့ပပပြောနေ၍အံ့ဩမိသည်သူ့ပုံစံကသူ့ကောင်လေးအကြောင်းတွေးနေသည်ပုံမဟုတ်ပဲယမန်နဲ့အနိုင်ချုံးကိစ္စကိုသာတွေးနေသည်ပုံချစ်သူရှိရဲ့သားနဲ့နောက်တစ်ယောက်ကိုလိုက်တာတစ္ဆာဖောက်ရမကြောက်လားဟမ်အဲ့လိုဖြစ်သွားလားဟုတ်တယ်လေအဲ့လိုဆိုတော့လေအဲ့လိုပေါ့သူတိသွားရင်ရောတိသွားရင်လေတိတော့လေပြက်ပေါ့ဒါပဲရှိရပဲယမန်ထက်ဆိုတော့သူနဲ့လာတွေ့နေသည်တော်သေးသည်ကျွန်တော်ယမန်မှာထိုကဲ့သို့လူချုပ်မျိုးမဟုတ်သည့်အတွက်အနှဲငယ်ပို၍ကံကောင်းသည်ဟုဆိုရမည်အားကစားခန်းမထဲတွင်အားလုံးစုညံနေကအတန်မျိုးစုံလဲထွက်နေသည်ဘတ်စကတ်ဘောအင်ဂျီလက်ပြက်လှလှလေးများနှင့်ကျောင်းသားများ၏ငရွယ်မှုနှင့်အတော်လိုက်ဖက်သည်ကျွန်တော်တို့အသင်းကတော့တော်တော်လေးပင်ပန်းနေပြီဖြစ်သည်မနက်စောကြီးကလေးကအလားလေးကျင့်ပြီးမနက်ပွဲတစ်ပွဲပြိုင်သည်ထို့နောက်ယခုညနေတစ်ပွဲပြိုင်ရန်စောက်ဆိုင်နေရသည်မနက်ကပြိုင်သည့်ပွဲကတော့ကျွန်တော်တို့အသင်းနိုင်ခဲ့သည်ယခုညနေတစ်ပွဲသည်နောက်တစ်ဆင့်တက်နိုင်မတက်နိုင်ကိုအဆုံးဖြတ်ပေးသည့်ပွဲဖြစ်လိမ့်မည်ကစားသမားများအားလုံးပင်ပန်းနေကြတော့လဲအားပေးသည့်ကျောင်းသားများကတော့တက်ကြွနေစေပင်ပွဲမစသေးတာတော့မိကြနမဲများကိုတံပြိုင်အော်ကာအားပြိုင်နေကြသေးသည်ပျော်စရာတော့ကောင်းသည်
ကစားပွဲတွင်ကျွန်တော်ပါသည်ယမန်လဲပါပြီးကဘာလဲပါသည်ထို့နောက်ကဘာကောင်လေးလဲပါသည်သူကတော့တစ်ဖက်အသင်းမှဖြစ်သည်ကျွန်တော်ကအရင်နေရာမှသာပါသည်ယမန်လိုပင်တိုင်းကစားသမားမဟုတ်မနက်ကပြိုင်သည်ကိုကြည့်လင်တော့တော်သည့်သူများကိုတခါတည်းသိနိုင်သည်မိသူကတွက်သည်မိသူကဘောလုံးကိုတည်သွားနိုင်သည်မိသူကအဝေးမှတောင်ဂိုးပေါက်မှန်အောင်ပြစ်နိုင်သည်ကိုသိနိုင်သည်ယမန်တယောက်ပြည်စုံမေစစ်တို့နှင့်စကားပြောနေရင်ကျွန်တော်ထံလျှောက်လာသည်ပြည်စုံရောမေစစ်ပါတခြားเจ้าကဖြစ်ပေမဲ့ယမန်ပွဲမှုတကူးတကလာကြည့်ကြခြင်းဖြစ်သည်ထို့နောက်ပွဲချိန်နိုင်ဝက်လောက်လိုနေသေးသောကြောင့်ယမန်နှင့်ကျွန်တော်အနှဲငယ်လေးချင်းကြသည်ယတုလာဟိုဘက်ကိုသွားမယ်ယမန်ဆွဲခေါ်သောကြောင့်သူဆွဲခေါ်ရာကျွန်တော်ပါလာသည်ကစားရုံထဲတွင်လူများလာသည်သာမကမင်းကလေးတချို့ကစားသမားများနှင့်အမှတ်တရဓာတ်ပုံရိုက်နေသည်ကိုသူချောင်လို၍ဖြစ်မည်ထို့နောက်ပွဲစားလေသောအခါစီနီယာများနှင့်ကျွန်တော်တို့နှစ်ရွယ်တူထဲမှတော်သောကစားသမားများနှင့်တစ်ဖက်အသင်းတို့၏အားပြိုင်မှုကိုစတင်တွေ့ရသည်ကျွန်တော်ဝင်မကစားရသေးတော့လဲသူတို့ကစားနေသည်ကိုကြည့်ကာရင်ခုန်နေမိသည်အားပေးသည့်ចောင်းသားများကတော့စူညံကာဝုန်းတိုင်းကျဲနေသည်စီနီယာများကထိထိန်ထိန်ဆော့တော်လဲဂျူနီယာများမှာစိတ်မြန်၍လားမသိဖောက်များကအချိန်တိုအတွင်းတက်လာသည်ကဘာကောင်လေးဖြစ်သောထိုကောင်လေးမှာလူကောင်သေးတော်လဲအရေးရှင်းတော်ရှိသည်သူ့လက်ထဲဘောလုံးရောက်သည့်အကျင့်အရေးအတွက်လည်းများသည်ကျွန်တော်ယမန်ကိုလိုက်ကြည့်နေမိရာယမန်လည်းတော်သည့်သူစီးရင်ထဲတွင်ပါသည်သို့တော့ယမန်ဆော့သည်မှာအနှဲငယ်ကျန်းသည်တစ်ချက်လူညိမလို့လည်းဖြစ်သည်ယမန်ကျွန်တော်အော်မိလိုက်တော့လဲကျွန်တော်အော်တန်ကလူအုပ်တန်ကိုထိုးမဖောက်နိုင်ယမန်လူညိပြီဖြစ်သည်ဖြစ်ရှင်တော့ယမန်တိုက်မိသည့်သူကကဘာကောင်လေးကဘာထိုကောင်လေးကိုဆွဲထုရင်းယမန်ကိုမကြင်မချမ်းကြည့်သွားသည်နှစ်ယောက်သားရံများထပ်ဖြစ်ကြအောင်မလားမသိထို့နောက် round 4ရောက်သည့်အချိန်တွင်လူအနှဲငယ်ချင်းရာကျွန်တော်ဝင်လာရသည်ယမန်တော့မနာပဲဆက်စော်သည်ဒီတစ်ခါစော့နေချိန်တွင်အခြေအနေကတိတ်မကောင်းတည်င်းတဲ့ဖြစ်သောယမန်နှင့်ကဘာကဘောလုံးကိုဥအောင်လိုက်လူနေသည်လူပေးရတွင်လည်းကဘာလက်ထဲရောက်လင်ယမန်ကိုမပေးယမန်လက်ထဲရောက်လင်ကဘာကိုမပေးကျွန်တော်လည်းအခြေအနေကိုအနှဲငယ်ထိရန်အားဆိုင်ရတော့သည်ကျွန်တော်ကဘောလုံးလူရတွင်တိတ်မတော်ပေမဲ့ဂိုးပေါက်ထဲတွင်းရတွင်တော့လက်တော်တဲ့သည်ထို့ကြောင့်ဘောလုံးကယမန်စီရောက်ကဘာစီရောက်နောက်ဆုံးကျွန်တော်စီရောက်လာတတ်သည်စော်ရင်ကန်ကောင်းခြင်းလားကန်ဆိုးခြင်းလားတော့မသိနှစ်ခုလုံးတပြိုင်တည်းဖြစ်သည်ဟုပြောလျင်ပုံမှန်မည်ဂိုးတိုင်နာအရောက်ကျွန်တော်ပြစ်တွင်းချိန်တွင်ဘောလုံးကတစ်ဖက်အတင်းမှတစ်ယောက်ဤဖက်လူရှင်ခံလိုက်ရသည်သို့တော့ဘောလုံးထိုးလို့တဲ့ရောက်ရှင်ပင်ထိုးလို့စီမှကဘာကပြန်၍ဖက်လူလိုက်ပြီးတခါတည်းပြစ်မှတ်ထဲထည့်လိုက်သည်ကန်ဆိုးတီဟုပြောခြင်းကဘာအချိန်နှင့်ပြေးဝင်လာပြီးဖက်လူကတွင်းလိုက်တော့ကြောင့်ကျွန်တော်ကိုတက်ကြီးဝင်တိုက်မိလေတော့သည်ကဘာခန္ဓာကိုယ်နှင့်ကျွန်တော်ပခုံးကိုတိုက်ပစ်ရှင်ခံလိုက်ရတော့ကြောင့်ကျွန်တော်လဲကျသွားသည်တခြားကိုမထိပေမဲ့ခြေထောက်ကိုအနှဲငယ်ထိသွားသည်ယတုယမန်ရောက်လေရာမှပြေးလာကကျွန်တော်အားလာထူသည်ရလာထငါ့ကိုတွဲလိုက်ဘယ်နာထိသွားလဲခြေထောက်ခောက်သွားလားထနိုင်လားရတယ်ဘာမှမဖြစ်ဘူးခြေထောက်ပဲနည်းနည်းနာသွားတာကျွန်တော်စကားပြောလို့ငါမပြီးသေးယမန်ထကဘာအင်ကြီးစားကိုလက်နှစ်ဖက်ပြည့်ဆွဲလိုက်သည်မင်းတမင်လောက်တာမလားယတုကိုမင်းတမင်ဝင်လိုက်တာမလားဟမ်ဆွမ်းနာကယမန်ကဘာကောင်လေးကိုတိုက်မိပြီးကဘာကကျွန်တော်ကိုပြန်လှုပ်ခြင်းဟုယမန်ထင်နေသည်ယမန်တော်ယမန်ဖြစ်ပါနဲ့ကျွန်တော်လည်းထကယမန်လက်နှစ်ဖက်ကိုအသာဖဲချလိုက်သည်ကဘာကတော့ဘာမှမပြောဘဲတစ်ချက်သာကြည့်ပြီးထထွက်လိုက်သည်ထို့နောက်ဆက်မစော့ပဲကျွန်တော်နားလိုက်ကလူလဲလိုက်သည်တခြားနေရာများကဘာမှမဖြစ်ပေမဲ့ခြေချင်းဝက်အနှဲငယ်လဲသွား၍လာမသိခြေထောက်ကတော့နာနေစေပင်ထို့နောက်ကျွန်တော်ပွဲကိုစက်မကြည့်တော့ပဲထွက်လာခဲ့သည်ခြေထောက်နာနေတဲ့ကြားကပွိုင်းနေသောကစားရုံထဲတွင်နေရသည်မှာတိတ်တော့မကောင်းကြာတော့လူကပါမူးရှင်လာသည်ကျွန်တော်စီနီယာများကိုခွင့်တောင်းပြီးကစားရုံအပြင်ဘက်ထွက်လာလိုက်သည်ရေမရှိသောမြောင်းကိုအုပ်ပေါင်တစ်ခုတွင်ထိုင်နေသည်ညနေဆောင်ဖြစ်ုံသာမကတစ်ပင်ရိပ်လည်းရှိနေသောကြောင့်ထိုနေရာလေးသည်အေးနေသည်ထို့နောက်ခြေထောက်ကိုအနှဲငယ်နှိပ်နေရင်းကဘာကစားရုံထဲမှထွက်လာသည်ကိုတွေ့လိုက်ရသည်သူကျွန်တော်ရှိရာဘက်သို့ခြောက်လာသည်ယတုကဘာကျွန်တော်ရှိသို့ရောက်လာသည်သူမျက်နှာတွင်ကျင်နာမှုစိုးရင်ဂရုစိုက်မှုတို့ကိုတွေ့မြင်ရသည်ယမန်နှင့်စကားပြောနေသည့်အချိန်များတွင်တော့ဒီလိုမဟုတ်မိုက်ကန်နှင့်ရန်လိုနေသည့်ပုံစံပင်တက်တာလားနာသေးလားနည်းနည်းပါက
ကဘာမစောတော့ဘူးလားပွဲမပြီးသေးပဲသူထွက်လာခြင်းဖြစ်၍ကျွန်တော်မေးလိုက်သည်တော်ပြီပေါ့ဒီလောက်စော်ပြီးပဲကျောင်းပြိုင်ပွဲကိုမြန်လမ်းထဲတွင်ဘောလုံးကန်သူလိုများထင်နေလားမသိအတော်ပွက်ပြက်ပြောလွန်းနေထို့နောက်ကဘာကျွန်တော်ရှေ့တွင်ဒူးထောက်ထိုင်လိုက်ကလက်ထဲတွင်ပါလာတော့ရေခဲထုံနှင့်ခြေထောက်ကိုကပ်ပေးသည်ရတယ်အာနာစီယာကြီးကျွန်တော်ပါလာလုပ်မယ်ကိုလုပ်ပေးမယ်ကိုကြောင့်ဖြစ်သွားတာပဲစောရင်တော့ရတုကိုတကယ်အချိန်မထိနိုင်လိုက်လို့ဖြစ်သွားတာခုနထို့နောက်သူကျွန်တော်ခြေထောက်ကိုဆေးပလာစာတစ်ခုကပ်ပေးနေသည်ခုနကကြတော့တစ်ချက်ကလေးတောင်မထူတခုံးမှလည်းမမေးပဲထွက်သွားပြီးတော့ကျွန်တော်စကားကိုကြားတော့သူငုတ်ပြီးဆေးကပ်ပေးနေရမှမောကြည့်သည်ခုနကလားခုနရမန်ရှိရဲ့လေဘာဆိုင်လို့လဲကိုမင်းတို့တမင်ဝင်တိုက်တယ်လို့သူ့ကိုထိစေချင်တယ်လေဒါမှရန်ဖြစ်လို့ကောင်းပါကပ္ပစကားကြောင့်ကျွန်တော်လည်းရေလိုက်မိသည်ရန်ဖြစ်ဖို့ကိုမြန်တမင်အကြောင်းချတဲ့လားထို့နောက်ကစားရုံထဲမှာဘယ်အသင်းမှမသိပေမဲ့အောင်ပွဲခံသည့်အော်တန်ကိုကြားလိုက်ရသည်ကစားပွဲပြီးသွားဟန်သူသည်ထို့နောက်ရမန်ပြေးထွက်လာသည်ပွဲအစကနေအစုံကစားထားရည်လားမသိရမန်တို့ကိုယ်လုံးချွေးများချွဲနေသည်ကျွန်တော်စီရောက်တော့ခြေထောက်ကိုတစ်ချက်ကြည့်ပြီးမျက်နှာပြစ်သွားသည်ရမန်ကိုတွေးတော့ကဘာထားလိုက်သည်ဘလို့လဲဘယ်တင်းနိုင်သွားလဲငါနိုင်နေရမန်မောနေတော့လဲဒေါရထွက်သည့်မျက်နှာမှာတင်းငိမ်အေးဆက်နေသည်ကဘာကိုတွေးတိုင်းဒေါရမထွက်ပဲမနေနိုင်တော့ရမန်ငါ့နိုင်နေလှုပ်ဆန်းပါတည်င်းလုံးနိုင်ဒီကိုရမန်ကသူ့နိုင်တယ်ပြော၍ကဘာကလည်းမခံဘာဖြစ်ပါငါနိုင်နေအေးပါပြီးတာပဲရတုကိုသွားပြီကဘာကျွန်တော်ကိုပဲရွေးနှုတ်ဆက်ကားထွက်သွားသည်ကျွန်တော်စပင်ကိုလည်းဖွက်သွားသေးသည်ရမန်ကတော့သူ့ဖွက်နေကြကျွန်တော်စပင်ကိုကဘာဖွက်သွား၍မျက်နှာကြီးချုံမဲ့သွားသည်ခွေးလေးလည်းမဟုတ်ပါပဲဘာလို့ကျွန်တော်စပင်ကိုပဲလာဖွက်နေကြသည်လည်းမသိကဘာထွက်သွားသည်နေ့ရမန်ကျွန်တော်ရှေ့တွင်ဒူးတစ်ဖက်ထောက်ကထိုင်လိုက်သည်ရမန်ငါဆေးထည့်ပြီးပြီကျွန်တော်ဆေးထည့်ပြီးကြောင်ပြောနေတော့လဲရမန်ကျွန်တော်ခြေထောက်တွင်ကဘာကပ်ပေးထားသောပလတ်စတာကိုခွာလိုက်သည်ရမန်ဘာလုပ်တာလဲငါကပ်ပေးမယ်လေငါဟာပူကောင်းတယ်ကဘာဟာဘာကောင်းလဲရတုနာမှာလာကက်နေရမရပါဘူးရတုနာမှာငါလွယ်မရှိအောင်ရတုကိုငါပဲပိုင်နေဟုတ်တယ်ရတုကိုငါပိုင်နေကြည့်ပါဦးဖြူဖွေးနေရရတုခြေထောက်လေးหนีသွားပြီရတုနာသွားပြီမုန်းစရာကောင်းလိုက်တဲ့ကစားပွဲမုန်းစရာကောင်းလိုက်တဲ့ကဘာမုန်းလိုက်တာကွာရတုဖြစ်နိုင်ရင်မင်းကိုအာဂရင်းထဲမှာငုံထားချင်တာဟိုပုံမြင်နေရလို့ရတုတက်ငါကြောဖို့မယ်ရတယ်ငါလဲချောက်လို့တော့ရပါသေးတယ်ရတယ်ဖြည်းဖြည်းချင်းချောက်သွားမယ်တလန်းချင်းချောက်နေလို့ဘယ်တော့ရောက်မှာလဲတက်ဆိုတက်အော်တက်ဆိုတက်ပါလားရတုရဲ့ငါမြင်းခနာကိုလေးကိုတည်မသွားရတာဘယ်လောက်ကြာပြီလဲနောက်ဆုံးအကြိမ်ကဘယ်တော့ကလဲနောက်ဆုံးအကြိမ်ကအော်လွန်ခဲ့တော့9လကပထမဆုံးအကြိမ်ကတော့6တန်း3ကပြီးတော့နောက်ထပ်တစ်ကြိမ်ကစပိန်မှောင်တုံးကဇန်နဝါရီတော့မမှတ်မိတော့ပါဒန်နာရီထဲမှာတော့ရှိမှာပါဒါဆိုတိတ်ကြပြီမလား9လတောင်ရှိပြီပေါ့သွားတယ်မိခနာကိုလေးတိတ်ပေါ့သွားတယ်ထွေးမစားဘူးလားဘာလို့ပိန်သွားတာလဲစားချင်စိမ်မရှိလို့လားစိတ်ညစ်စရာတွေရှိလို့လားဟာဒီလန်းကလည်းဘာလို့အခုမှတိတ်တူနေတာလဲအားကစားယုံနဲ့ကားပါကင်ကဒီလောက်တောင်နီးရသလားငါကြောကုန်းလေးနှွေးနေတယ်မင်းမျက်နှာလေးကငါလေပြင်းမှာတိတ်နူးညံ့နေဒီချိန်ကိုမကုံရှင်သေးဘူးဒီအချိန်ကားမရှိရင်တော့ကောင်းမယ်အိမ်ထိမင်းကိုကြောပိုးသွားမယ်ငါကားလေးတယောက်ခူးသွားပါစေရမန်ဟင်လက်ဟန်ရှိမှလေဘယ်ကို꿰သွားရလဲနေပူနေရလေရှေ့ရလန့်ဟာကားဟိုမှမြင်နေရတာကိုဒီဘက်ကသွားရင်တပတ်ကြီးပတ်ထပ်ပတ်နေရမယ်လိုက်မှသာလိုက်စမ်းပါရှာရှိတယ်ငါနေဘူးမခံနိုင်ဘူးညီလေးလိုက်စမ်းပါရတုရမင်းနဲ့ရှိမဲ့အချိန်လေးကိုငါဆွဲဆက်နေတာရတုရဟုတ်ကဲ့ပါဒီနေ့ပေါ့နော်စမိုင်းကယူနီသွားတက်ထားတာဆိုတော့နည်းနည်းလေးပြင်ပန်းနေရပေါ့နော်အော်ရီယိုတွင်းနဲ့တန်တွင်းနဲ့ခဏတွင်းနဲ့ပြန်ဖြတ်တယ်ပေါ့နော်အဲ့ဒီမှာမီးပြတ်သွားတယ်ပေါ့နော်မီးပြတ်သွားတော့စမိုင်းမှာမီးလေးထွန်းပြီးတော့ပေါ့နော်ဖက်ပြရတဲ့အတွက်ကြောင့်မို့စင်ပြာလေးများသွားရင်တကယ်ကိုတောင်းပန်ပါတယ်ပေါ့နော်ရတုနဲ့ရမန်လည်းကြိုက်နေတဲ့သားနဲ့ပေါ့နော်တယောက်နဲ့တယောက်အဲ့လိုမျိုးပုပ်ပွင့်လေးမရှိတော့ဒီလိုမျိုးတွေဖြစ်နေရပါနောက်ပိုင်းနေမှာလည်းဆက်ပြီးတော့လောင်ကြပါမယ်လို့အားလုံးပဲရှင်နိုင်စမြင့်တဲ့နေ့ရက်လေးပိုက်ဆိုင်နိုင်ပါစေရှင်